အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့အထိုင်များပြီးခန္ဓာကိုယ်လေးလက်နေသူများလိုက်ပါလေ့ကျင့်လုပ်ရမယ်ယောဂကျင့်စဉ်လေးကိုပြသပေးမှာဖြစ်ပါတယ်ကျွန်တော်တို့လိုက်ပါလေ့ကျင့်ကြည့်အောင်အဲ့တိုင်းလက်လေးကိုပတ်တာချိန်ချိန်မယ်ရှူသွင်းလက်ကိုကော်မယ်ထုတ်ရင်မှောက်ကုံလေးပြန်လုပ်မယ်ရှူရင်ပြန်ကော်မယ်ထုတ်ရင်မှောက်ကုံလေးပြန်လုပ်မယ်ကြောရိုးတစ်ပြောက်တည်းဆွဲဆက်မယ်နော်ကော်ရချိန်ညာဟုတ်ပြီနောက်တစ်ခေါက်ထပ်ရှူမယ်အဲ့ဒီတိုင်းလေးဆောင်းအောင်မယ်တစ်ပတ်ကိုခေါင်းလေးပေါ်မော်ရမယ်အဲ့ဒီတိုင်းလေး5 စက္ကန့်ထည့်ပေးမယ်ပြန်ရှောင်းမယ်မောက်ကုံလေးချိန်ပြန်ရှူသွင်းမယ်ထုံရင်ပြီးလေးကိုဆောင်းမယ်ခေါင်းလေးပေါ်မော်ရမယ်ဟုတ်ပြီလေကိုပြန်လာမယ်ရှောင်းမယ်လက်ကိုမှောက်ကုံလေးရှော့လက်ကိုခွာပြီးရှော့ချမယ်ဟုတ်ပြီပြီးအဲ့ဒီတိုင်းလေးတဝက်ထားလိုက်မယ်ညာခြေလေးကိုဆင်းမယ်အဲ့ဒီတိုင်းလေးညာဒူးလေးကိုကွေးတယ်ပြန်ဆန့်တယ်ကွေးဆန့်လေးပဲ10 ချိန်လုပ်ပြီးမယ်နော်အောက်ပိုင်းလေးလန့်လည်းရတယ်ခြေလုံးပေါင်းတွင်းကြောလေးကိုရောကြည့်တယ်10 ချိန်ပြည့်ပြီဆိုမှကျွန်တော်ကတော့5 ချိန်ပဲပြပေးထားပါတယ်နော်10 ချိန်ပြည့်ပြီဆိုရင်ဒူးလေးဆန့်မယ်အဲ့လက်လေးညာလက်လေးချမယ်ဘယ်ကနေဆွဲတင်မယ်ခေါင်းလေးကိုပေါ်မော်ရမယ်ဒူးနာတက်ဆိုရင်အောက်ကတစ်ခုခုခံပြီးတော့လုပ်မယ်နော်အောက်ပြီးရင်ဘယ်လက်ထောက်မယ်ညာကနေရှူသွင်းပြီးကော့မယ်ပြင်းပြင်းဆွဲတင်မယ်ရှိသမျှအကျော်အကုန်ဆွဲဆက်မယ်ဟုတ်ပြီဖြည်းဖြည်းချင်းပြန်ရှောင်းမယ်ပြီးရင်ချိန်မယ်ဘယ်ခြေလေးကိုဆန်းမယ်အဲ့တန်းလေးပဲဒူးလေးကွေးတယ်ဆန်းတယ်နော်ဖိချနော်10 ချိန်လုပ်ပြီးပါဟုတ်ပြီပြေးပြီဆိုရင်ဘယ်လက်ချညာနေဆွဲတင်မယ်10 စက္ကန့်ထည့်ပြီးမယ်ဟုတ်ပြီရှော့မယ်လက်ထောက်ညာလက်ထောက်ဘယ်ကနေဆွဲတင်ပြင်းပြင်းဆွဲမယ်ဟုတ်ပြီရှော့မယ်ဖြည်းဖြည်းချင်းရှော့မယ်ပြီးရင်ဒူးလေးပြန်ကွေးလိုက်မယ်ကဲအားလုံးပဲလိုက်ပါလေ့ကျင့်ကြည့်ပါဗီဒီယိုဒီပါကျေးဇူးတင်ပါတယ်တက်တာ